ပေါ်လမ်းလျှောက်နိုင်ပြီတခါကရွာတရွာမှာကိုသားအေးဆိုတဲ့လူတစ်ယောက်ရှိတယ်သူကအမြဲတမ်းရုပ်တိမရှိလွန်လွန်ကဲကဲစကားတွေပြောတတ်တယ်ငါနရီချောင်းထဲမှာမိချောင်းတွေ့ခဲ့တယ်ကိုသားအေးကရုပ်တိမရှိတာရေမှချီမျက်စိတောင်မမြုပ်တဲ့ချောင်းထဲမှာတွေ့ခဲ့လို့တွေ့ခဲ့တယ်ပြောတာပေါ့ကွာဖို့နေမှာပါဗျာမိချောင်းပါကွာအမီးကခေါင်းထိဆို4 ပေလောက်ရှိတယ်ကြော်ယုံမှာစူးတောင်ကနှစ်ဖက်ခွနေတာကဲငွေ1000ကြီးလောင်းဝယ်ဗျာခမည်းရှုံးရင်900ပဲပေးခုသွားရှာမယ်အိုးမင်းတို့လူကစားသမားမဟုတ်ဘူးကွမခံကျင်လို့လောင်းမယ်ပြောရင်အဲ့ဒါလူရှော့ချတတ်တယ်တရက်မှလည်းလူဆုံဆုံရှိရာကိုရောက်လာပြီးမျိုးကရောက်လာတဲ့ငါတူလေးရေပေါ်လမ်းလျှောက်နိုင်တာ1 နှစ်လောက်ရှိပြီလို့ပြောတဲ့ကိုသားအိတ်အကြောင်းသိနေကြတော့ခါတိုင်းလိုပဲလောင်းမလားလို့မေးတာပေါ့ဒီတော့လောင်းမယ်ငွေဆက်လိုက်ငါမင်းတို့ရှေ့တင်ရေပေါ်လမ်းလျှောက်ပြခိုင်းမယ်လို့ပြောတာပေါ့ဒီတော့ငွေဆက်ပြီးကိုသားအိတ်အိမ်ကိုလိုက်သွားကြတယ်အိမ်လဲရောက်ရောကိုသားအေးကငွေထုတ်ကိုလမ်းယူလိုက်ပြီးငါတူရေပေါ်လာစမ်းလမ်းလျှောက်ပြလိုက်စမ်းလို့ခိုင်းလိုက်တယ်ကလေးတစ်ယောက်ကလမ်းလျှောက်ထွက်လာတယ်အဲ့ဒါပဲကျုပ်တူရေပေါ်လမ်းလျှောက်နိုင်တယ်ဆိုတာယုံမီမဟုတ်လားလို့ပြောလိုက်တဲ့သူ့တူနာမည်ကရေပေါ်ကိုပုံမြင်လေးကတော့ဒါပါပဲကွယ်